ကျွန်တော်တို့အချိန်ပြီးတော့ပြန်စရာအိမ်လည်းမရှိတော့ဘူးမိသားစုတွေလည်းမရှိတော့ဘူးအဲ့လိုရဲဘော်တွေအများကြီးပဲသူတို့တို့ကဟိုဘာလဲတချို့ရဲဘော်တွေဆိုကိုယ်ဟိုလက်လူလက်စားရဲဘော်တွေလားသူတို့တို့အမေရိကဆိုတာလည်းမရှိတတိယနိုင်ငံဆိုတာလည်းမရှိဘာလည်းမတော်တဲ့ဘူးစီလည်းမသိအာငါတို့ဒီတော်လိုင်းလို့ရှိရင်တတိယနိုင်ငံကိုအဲ့လိုပုံပေါက်ပြီးတော့သလူခါပြီးတော့တောင်းလို့ရပါလားဆိုတဲ့အားမျိုးတွေသူတို့မစင်စားမိဘူးသူတို့ဒီကရွေးတယ်သူတို့နေရာလည်းတဲတယ်ဟိုစပေါင်းပြီးတော့တေးရတယ်ဦးလိုင်းသားတို့ဒီသားတို့ဟိုမြောက်ဥက္ကလာအဲ့လိုဒီမှာဟိုးကျေးလက်စလို့ယုံကြည်မှုတစ်ခုနဲ့လာတယ်။ဘာယုံကြည်မှုလဲလို့မင်းတို့ပြန်ချလို့ရမယ်လို့ယုံကြည်မှုတစ်ခုနဲ့တူပါချီ။ဆိုတော့လက်နက်ကင်တော်လည်းအောင်မြင်နိုင်သလားလို့မေးရင်တို့တို့ကဟာမသိဘူးကျွန်တော်ပြန်ချလို့ရရင်ချပါပဲ။ဘာဖြစ်လို့ဆိုအိမ်ပြန်ကျင်တာဟုတ်ကဲ့။အိမ်ပြန်ကျင်တာဆိုတော့အဲ့တော့ခေါင်းဆောင်လုပ်တဲ့ကောင်တွေကအဲ့ဒီအိမ်ပြန်ကျင်တဲ့ရဲဘော်တွေအားလုံးနဲ့မှခေါင်းဆောင်ဖြစ်ပါလို့ဆိုင်။တို့နဲ့စုဖွဲ့ထားမှစစ်တပ်ကြီးဖြစ်တာဟုတ်ဆိုင်။အဲ့တော့တို့အိမ်ပြန်ကျင်စိတ်ကိုပဲကျွန်တော်တို့ကမွေးမြူပေးဖို့ရတယ်တို့အိမ်ပြန်ချင်းစိတ်အကောင်းတွေကိုပြောင်းလဲချက်ကိုပဲကျွန်တော်အကောင်းနဲ့ပေါ်ပေးဖို့ရှိကျွန်တော်ဆက်စလူခါပြီးသူများတိုင်းပြည်တွေကိုဖတ်ပြဖို့စီစဉ်လည်းမရှိဘူးဟိုနောက်ဆုံးတည်သွားပြီတည်တော့ဘာဖြစ်လဲတခါပဲတည်ရတယ်တည်တော့ဘာဖြစ်လဲဆိုတောင်းနေပြီးသွားမှာဆက်တည်ရင်ပြီးပြီပေါ့အဲ့တော့အဲ့ဒီလိုတည်ရင်ပြီးတဲ့ဟာမှာကျွန်တော်တို့ရဲဘော်တွေအတွက်တော့ပြောင်းလဲချက်အုံမြင့်ကျွန်တော်ချပေးလိုက်တဲ့ပြောင်းလဲရအောင်မြင်နိုင်သလားဆိုရင်အဲ့ဒီရှိရခေါင်းဆောင်တွေအသေးခံပြီးဘလို့ချသွားလဲဆိုတဲ့ဟာကတော့လည်းအောင်မြင်တဲ့လမ်းကြောင်းလို့ကျွန်တော်မြင်တယ်ကျွန်တော်လည်းအိမ်ပြန်ခြင်းတယ်ကျွန်တော်ရဲဘော်များလည်းအိမ်ပြန်တယ်အဲ့ဒီအိမ်ပြန်ခြင်းစိတ်ကိုကျွန်တော်တို့လက်တွေ့အကောင့်နဲ့ပေါ်နေတာကိုကျွန်တော်တို့ရဲဘော်တွေပြန်ဝါးထင်းနေမြင်နေရတယ်ဟိုပြီးတော့အချိန်မပြီးတော့ဆိုတာ